ဒီနေ့ကဈေးသွားရင်းနဲ့ဘာတွေဝယ်လိုက်ခဲ့လဲဆိုတော့ပြပါမယ်ဗီယက်နမ်မှာဆိုလို့ရှိရင်လေအသီးရွက်တွေပြီးတော့အသီးအနှံတွေဆိုလို့ရှိရင်အရန်ဈေးတက်ပါတယ်အဲ့တော့ဘာတွေဝယ်လာလဲပြပါမယ်ပထမတစ်ခုကဘာလဲဆိုတော့ထောပတ်သီးပါဒီထောပတ်သီးကတော်တော်ကြီးတယ်ဒါမဲ့လေသူများရေတော့မသိဘူးသိလားကို့အတွက်ကတော့လေဒီဗီယက်နမ်ကထောပတ်သီးတွေကလေနည်းနည်းလေးအရသာပေါ့တယ်လို့ပဲကိုကတော့သိမကြိုက်နောက်တစ်ခုကဒီ fish ဒီငါးကြတော့လေမြန်မာနိုင်ငံမှာတော့ကိုယ်တခါမှမမြင်ဘူးထိုင်းမှာလည်းမမြင်ဘူးဒါပေမဲ့ဒီမှာတော့သူတို့တော်တော်စားကြတယ်အဲ့တော့ကိုယ်လည်းကိုယ်သိတဲ့ငါးတွေပဲတိတ်မရှိရဖြစ်တဲ့ဒီငါးပဲစားလိုက်တယ်ကြော်စားရင်တော့ရမ်းစားလို့ကောင်းတယ်နောက်ပြီးတော့ဝယ်လာတာကတခွားဒီအတီးရွက်ကတော့ share ဝယ်တယ်ဘာလို့လဲဆိုတော့အတီးရွက်ကတည်အောင်ကြိုက်တာမဟုတ်လေတခွားဒီဝယ်လာတယ်အဲ့ဝယ်လာတဲ့တခွားဒီပါနောက်တစ်ခုကတော့မုံညင်းတို့မရှိမဖြစ်မုံညင်းတို့ကတော့အိမ်မှာရှိမှဟုတ်ဖြစ်နောက်ပြီးတော့ဒီမှာလေတခုကောင်းတာကအသီးဝက်တွေပါဝယ်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးကွာစက်သွန်မိတ်တို့နန်းနန်းပင်တို့သူတို့ free ပေးရကွာဒါဆိုတော့ဒါဝယ်ချင်မလို့သူတို့အလကားပေးလိုက်တဲ့ဟာလေးပေါ့နော်အေးရဘာကတော့ခင်ရန်ဂျင်ဒီပါခင်ဂျင်ဒီကြတော့အိမ်မှာချက်လဲစားရတောက်လဲစားရပြီးလို့ရှိရင်သူကလည်းအဲ့လိုမျိုးဆလတ်တွေပါလို့စားတဲ့ဆိုခင်ဂျင်ဒီအပြင်မှာဝယ်လို့ရှိရင်တော့လေငါပြောသေးတာမတန်အောင်ဒါပေမဲ့ဈေးထဲမှာတောင်းဝယ်မယ်ဆိုလို့ရှိရင်လေဒီတစ်ဖီးကိုဘယ်လောက်မှမပေးရအောင်သူတို့ငါပြောသေးလို့လေသူတို့ကကီလိုနဲ့ပဲရောင်းတာပေါ့1ကီလိုမှအဲ့လို15ဘတ်လောက်ပဲရှိတယ်ဈေးထဲမှာတောင်းဝယ်မယ်ဆိုရင်တော့အရန်တန်တယ်ဒါကတော့ဒီနေ့ဝယ်ခဲ့တာကြီးအားလုံးပါ